ဝင်ကြီးမကျန်တဲ့လုံးမင်္ဂလာပါဒါကတော့ဂျာတာပရင်းနဲ့မနက်ပိုင်းအတွက်ဖြစ်နေကြီးလေးတွေဆက်ယူစားမယ်ဆိုတော့ဖြစ်နေကြီးလေးတွေတကွက်ကောင်းဖြစ်သွားနိုင်ကြီးလေးတွေအပီးရှင်းပုံစံမျိုးလေးတွေအရင်ဆုံးယူစားပြပြီးခဲ့တဲ့ညနေကတော့9တစ်ဒါ6ပရိယူစား3ညပရိနဲ့6ပရိနှလုံးယူစားတယ်6ပရိတက်ကြဒါပေမဲ့9ထိတ်လည်းမရှိဘူးတစ်ပိတ်လည်းမရှိဘူးဆိုတော့ပေါ့စီရတကွက်မအောင်မရှိတာဆိုတော့လွယ်တယ်6ပရိနဲ့3ည6 6 3ည9ခွန်ဒီလိုကနေနေပါဆိုတော့ဒါ3ည6ရဲ့ depth power day ပေါ့နော်ဒီလိုမရမကလိုက်ဆိုရင်တော့မတည်အဲ့လောက်ထိလိုက်လို့နေရင်လည်းမွဲဖို့ပဲရှိတယ်ဆိုတော့မဖြစ်သွားဘူးဒီလိုလေးဖြစ်သွားတယ်ပေါ့တက်မတိုးလိုက်ထားလိုက်တော့ကံကောင်းတဲ့ချိန်တက်တိုးလိုက်အခုဒီမှာ3ချက်ရိုက်ပုံစံမျိုးနဲ့ဒီနှလုံးပေါင်းခြင်း6ဒီနှလုံးပေါင်းခြင်း8ဒီနှလုံးပေါင်းခြင်း6နှလုံးပေါင်းခြင်း8ဖြစ်ခဲ့တဲ့ပုံစံလေးတွေအတိုင်းဒီနှလုံးပေါင်းခြင်း6ကိုဆက်ပြီးတော့ယူဆကြည့်တွဲလို့ဒီ66ဆိုတဲ့ကဏ္ဍကိုဒီနှလုံးပေါင်းခြင်း6နဲ့ဒီလိုပုံဖော်ကြည့်နေရတယ်ဒီနှလုံး6ဖြစ်တယ်ဒီ3လုံး6လို့ဖြစ်တယ်6ပိတ်ပြီးတော့နှလုံးပေါင်းခြင်း6ရဲ့ပါဝါဒီနှလုံး6ဒီနှလုံး1ဒီလိုပေါ့ဒါဆိုရင်ဒီနှလုံးပေါင်းခြင်း6တစ်ချက်ပါဝါတစ်ချက်3ချက်ရိုက်တယ်6ထိပ်6ပဲဒီလိုဖြစ်သွားတယ်ဒီနှလုံးပေါင်းခြင်း8ကလည်းဒီ3လုံးပေါင်းခြင်း8ဆိုပြီးတော့တစ်ပိတ်ဖြစ်တယ်ပြီးတော့ဒီနှလုံးပေါင်းခြင်း8ရဲ့ပါဝါဒီနှလုံးပေါင်းခြင်း3ဆိုပြီးတော့ဒီလိုဖြစ်တယ်ဒီ8ဟာတစ်ချက်ပါဝါတစ်ချက်3ချက်ဒီလိုလေးဖြစ်သွားတယ်နေ့တိဒါနှစ်ချိန်ပုံဖော်ကြည့်အဲ့ဒီတိုင်းကြာကွက်တိကြာတယ်ဆိုအဲ့ဒီတိုင်း3ချိန်ဆက်ပြီးတော့ယူဆိုင်ဒီနှလုံးပေါင်းခြင်း6အဲ့ဒီ6ကလည်းအပေါ်နှစ်ချိန်ဖြစ်ခဲ့တဲ့အတိုင်းဒီ3လုံး6ဖြစ်မယ်ဆိုရင်10ပဲဒီနှလုံးပေါင်းခြင်း6ရက်ပါဒီနှလုံးပေါင်းခြင်း1လို့ဖြစ်မယ်ဆိုရင်လေးထဲဆိုတော့လေးထဲ10ပဲဒီ6တစ်ချက်ပါဝါတစ်ချက်3ချိန်ပုံစံတူဆက်ဖြစ်ခင်48လို့ဖြစ်မှာ48 3ချက်ရတစ်ချက်ပါဝါတစ်ချက်နဲ့3ချက်ကွက်တိဆက်ရရင်48ဒီတစ်ခါမှာပထမပုံစံကိုနောက်ထပ်ပုံစံလေးတစ်ခုနဲ့လှည့်တွေးကြည့်ရင်လည်းသူကနှစ်ချိန်ကွက်တိကြနေတယ်သူကဒီလိုပထမယူဆထားတာနှလုံးပေါင်းခြင်း6နဲ့ယူအခုနှလုံးပေါင်းခြင်းမယူဒီ3လုံးပေါင်းခြင်း6နဲ့ပြောင်းယူကြည့်ပါဒီ3လုံးပေါင်းခြင်း6ဖြစ်တယ်ဒီ3လုံး6လို့ဖြစ်တယ်3လုံးပေါင်းခြင်း6ရဲ့ပါဝါဒီနှလုံးပေါင်းခြင်းဒီလိုလေးပြောင်းယူကြည့်ရင်လည်း6တိ6ထိပ်6ပဲဖြစ်တာပဲအဲ့ဒီပုံစံတိုင်းမှာဒီ3လုံးပေါင်းခြင်းရတယ်8ပဲနှလုံးနဲ့ပေါင်းခြင်း8မဟုတ်3လုံးပေါင်းခြင်း8နဲ့3လုံးပေါင်းခြင်း8အဲ့ဒီ8ဟာဒီ3လုံးပေါင်းခြင်း8ဆိုပြီးတော့တစ်ပိတ်ပြီးတော့3လုံးပေါင်းခြင်း8ရဲ့ပါဝါနှလုံးပေါင်းခြင်း3ဒါလည်းတစ်ချက်ပါဝါတစ်ချက်ပုံစံမျိုးနှစ်ချိန်ကွက်တီပဲဆိုရင်ဒါနေ့တိ66နေ့တိဒီလိုဖြစ်တာဆိုတော့အဲ့ဒီအတိုင်း3ချိန်ကွက်တီလိုက်ပြီးတော့ယူကြည့်ဒီ3လုံးပေါင်းခြင်း1ဖြစ်ထားတယ်ဒီ3လုံးပေါင်းခြင်း1လို့ဖြစ်မယ်ဆိုရင်3ပဲ3လုံးပေါင်းခြင်း1ရဲ့ပါဝါနှလုံးပေါင်းခြင်း6ဆိုပြီးတော့ဒီလိုဖြစ်အောင်ဆိုရင်ကိုထဲ3ပဲဒီလိုဖြစ်သွားဒါကနောက်ထပ်ဖြစ်နေခြင်းတစ်ခုဒါ
တက်တစ်ချက်ပါဝါတစ်ချက်တယ်အပေါ်နှစ်ချင်းဖြစ်ထားတယ်ရှင်းဟန်လဲတက်တစ်ချက်ပါဝါတစ်ချက်ဒီတစ်ဟန်လဲတက်တစ်ချက်ပါဝါတစ်ချက်ဖြစ်အောင်မဆိုရင်ကိုတော့ဟာလဲတက်တစ်ချက်ပါဝါတစ်ချက်နဲ့၃ချက်ဆက်ရရင်ကိုတော့ဒီလိုဖြစ်နေသည်ရှိတယ်ပြီးတော့ဒါမှပဲနောက်ထပ်၃ချက်ရိုက်နေဖြစ်မဲ့ပုံစံတစ်ခုသူကဒီလိုယူကြည့်တာဒီ၃လုံးပေါင်းခြင်းခွန်ဒီ၃လုံးခွန်ဒါဆိုရင်6ထိပ်ပြီးတော့အဲ့ဒီ၃လုံးပေါင်းခြင်းခွန်ဒီလို၃လုံးပေါင်းခြင်းခွန်လို့လည်းဖြစ်တယ်ခွန်၃ချက်ဒါဆိုရင်နှစ်ပရိ6ထိပ်နဲ့နှစ်ပရိဆိုရင်6ပိတ်ထည့်ပြီး6ခွန်၃ချက်နဲ့6ထွက်သွားတာသူကတကွင်ကြောင့်မှလည်းအဲ့ဒီလိုဒီ၃လုံးပေါင်းခြင်း၄အဲ့ဒီ၃လုံးပေါင်းခြင်း၄ဒီလို၃လုံးပေါင်းခြင်း၄လို့ဖြစ်တယ်နှစ်ထိပ်ဒီလို၃လုံးပေါင်းခြင်း၄လို့လည်းထပ်ပြီးလို့ဖြစ်တယ်ဆိုရင်၃ပရိနှစ်ပရိတကွင်ကြောင့်မှ၃ပရိနှစ်ထိပ်နဲ့၃ပရိတစ်ပိတ်ထည့်ပြီးနှစ်ထိပ်၄၃ချက်နဲ့နှစ်တိဖြစ်သွားတယ်ဆိုတော့အဲ့ဒီ၃ချိန်ဆက်ဖြစ်ဒီ၃လုံးပေါင်းခြင်း1ဒါကြောင့်ဒီလို၃လုံးပေါင်းခြင်း1လို့ဖြစ်မယ်ဆိုရင်ကိုထိပ်ဒီလို၃လုံးပေါင်းခြင်း1လို့ဖြစ်မယ်ဆိုရင်၄ပရိကိုထိပ်နဲ့၄ပရိဆိုရင်အပိထကိုငါနှစ်ပရိသူ့တခွင်ကျော်၃ပရိနောက်ထပ်သူ့တခွင်ကျော်၄ပရိကိုထိပ်၄ပရိကိုငါတစ်၃ချက်နဲ့ဆက်ဖြစ်ကိုငါဒါလည်း၃ချက်ရိုက်ပဲထိပ်ပရိ၃ချက်ရိုက်တယ်ကိုငါပြီးတော့ဒီတစ်ခါမှာနောက်ထပ်ပုံစံအကွဲတစ်ခုထိပ်ပရိ၃ချက်ရိုက်မှာနောက်ထပ်ပုံစံအကွဲတစ်ခုသူကဒီလိုပထမယူဆမှုကကိုထိပ်နဲ့၄ပရိဒီတစ်ခါမှာနောက်ထပ်ပုံစံတစ်ခုဒီ၃လုံးခွန်ဒီ၃လုံးခွန်6ထိပ်ဒီ၃လုံးခွန်လို့ပါထပ်ဖြစ်တယ်နှစ်ပရိ6ထိပ်နဲ့နှစ်ပရိ6ပိတ်တဲ့6သူ့အတူဝင်ကြောင်းမှလည်းဒီ၃လုံးပေါင်းခြင်းကိုဒီ၃လုံးကိုဒီ၃လုံးကိုနှစ်ထည့်ဒီ၃လုံးကိုလို့လည်းဖြစ်တယ်ဒါဆိုရင်၃ပရိနှစ်ပရိ၃ပရိနှစ်ထိပ်နဲ့၃ပရိဒီပိတ်တဲ့နှစ်တိ6နှစ်တိနှစ်ပရိ၃ပရိဖြစ်တာဆက်ဖြစ်ဒီ၃လုံးပေါင်းခြင်း၅ဒီ၃လုံး၅ဒီ၃လုံး၅ဒီလိုဖြစ်မယ်ဆိုရင်ခွန်ထက်ဒီလို၃လုံး၅လို့ပါထပ်ဖြစ်မယ်ဆိုရင်၄ပရိပထမယူဆမှုကကိုထိပ်နဲ့၄ပရိဒီယူဆမှုကခွန်ထိပ်နဲ့၄ပရိဒါဆိုရင်ခွန်ပိတ်ထက်ခွန်ခွန်3ချက်ရိုက်သွားတယ်6ကို3ချက်ရိုက်သွားတယ်နေ့တိ9 3ချက်ဆက်ရိုက်ခွန်ဆိုတော့၄ပရိဖြစ်နေကြီးလေးရတော့ဟိုလိုပထမယူဆမှု9 5ဆိုရင်လည်း၄ပရိယူဆရင်ရတယ်ခွန်ဆိုရင်လည်း၄ပရိယူဆမှုနဲ့ခွတိကြတယ်ဆိုတော့ခွန်9 5 9 3 4 8ကနန်လေးကွက်အဲ့ဒီလေးကွက်မှာအပိတ်ကနှလုံးမရှိတယ်ဒီခွန်နဲ့9 5ပရိနဲ့ကိုင်းညီမှုရှိတော့ထည့်ပေးထားတဲ့အပိတ်တွေဆိုတော့အားလေးကိုထပ်ပြီးတော့ဒီတခွင်ကျော်မှာထပ်ပြီးတော့ပေါင်းစပ်ဆိုတော့ဒါရေးစားမှုတွေကိုပေါင်းစပ်လိုက်ရင်ဒါ
နှစ်ပရိတ်တစ်ခွင်ကျော်3ပရိတ်နောက်တစ်ခွင်ကျော်4ပရိတ်ဆိုတဲ့ဖြစ်နေကြီးလေးပုံပေါ်နေတယ်4ပရိတ်ဖြစ်နေကြီးလေးမူနှစ်မှုရှိတယ်ပြီးတော့ထိတ်က4ရှစ်ဆိုပြီးတော့ဒါ4ထိတ်8ပိတ်နဲ့ခဏတစ်ခွဲပြီးတော့9-3ဆိုပြီးတော့9ထိတ်3ပိတ်နဲ့ခွန်ဆိုပြီးတော့ခွန်ထိတ်နဲ့4ပရိတ်ခွန်ထိတ်နဲ့4ပရိတ်ကြောင့်မလို့ခွန်ပိတ်ကိုထည့်ပေးလိုက်တယ်ခွန်ပိတ်ကတိကျယူဆလို့မရဘူးပြီးတဲ့အခါ9-3ဆိုတာ9ထိတ်3ပိတ်နဲ့သူကထိတ်ရောပိတ်ရောဖြစ်နေရရှိတယ်9-5ဆိုတာ4ပရိတ်နဲ့ပေါင်းစပ်ပြီးတော့5ပိတ်ကိုထည့်ပေးထားဆိုတော့အပိတ်နေနဲ့ဆိုအပိတ်ဖြစ်နေကြီးသူ့ထားလေးနဲ့သူရှိနေတာ3နဲ့8နှလုံးမရှိတယ်ပြီးတော့ဒါပရိတ်ကနှစ်မှုစုံဒီ3လုံးခွန်ဒီ3လုံးခွန်ဆိုရင်2ပရိတ်ဒီ3လုံး9ဒီ3လုံး9ဆိုရင်3ပရိတ်ဒီ3လုံး5ဒီ3လုံး5ဆိုရင်4ပရိတ်အဲ့ဒီလိုပဲဒီ3လုံးခွန်ဒီ3လုံးခွန်ဆိုရင်2ပရိတ်ဒီ3လုံး4ဒီ3လုံး4ဆိုရင်လည်း3ပရိတ်အဲ့ဒီတိုင်းဒီ3လုံး1ဒီ3လုံး1ဆိုရင်လည်း4ပရိတ်4ပရိတ်နှမှုစုံပြီးတော့ထိတ်နှလုံးပိတ်နှလုံးဆိုတော့အပေါ်ထိတ်3လုံးပိတ်နှလုံးဆိုတော့ပိတ်3လုံးဖြစ်အောင်ဒီတစ်လုံးထပ်တယ်ဒီ3လုံး9ဒီ3လုံး9 6ပိတ်ဒီ3လုံး3ဒီ3လုံး3 1ပိတ်ဒီ3လုံး5ဒီ3လုံး5ဆိုရင်2ပိတ်ဒီလိုယူလို့ရတယ်ဆိုရင်3-3-4-9ခဏ9ကွက်ထားရှေ့မှာ9-3နဲ့4-8 9-3နဲ့4-8ဆိုတာရှေ့မှာယူဆပြပြီးသားဆိုတော့ဒီမှာထပ်ပေါင်းမထည့်တော့ရင်ခဏ9ကွက်ရ4-8နဲ့9-3ကိုဖယ်လိုက်ရင်ခဏ9ကွက်ကြဆိုတော့ဒါလေဒီလိုကန4-6 9ကွက်ပြီးတဲ့အခါဒီမှာ4 break 4 break ဆိုရင်ဒါ4-3ညာလို့ထည့်ခွန်4 break ဆိုပြီးတော့ယူပြီးသား9-5 4 break ဆိုပြီးတော့ပြန်ပြီးသားယူပြီးသားဆိုရင်လည်း2ပိတ်နဲ့ဆို2 3ပိတ်နဲ့ဆို1 10ပိတ်နဲ့ဆိုရင်6ရှိ4 break နှစ်မှုစုံနဲ့ဒီကန4ကွက်နှစ်မှုစုံ break နဲ့ဒီလိုထပ်ထည့်လိုက်ဒါတကွင်ကျော်နဲ့ယူဆထားတာအလုံးဒီလိုလေးပေါင်းစပ်ယူဆလိုက်တယ်ဆိုတော့စုစုပေါင်းရှေ့မှာ4ခွက်ပြထားတယ်4ရှေ့9-3-9-5ခွန်ဆိုတော့ဒီမှာခွန်လေးဆက်တဲ့စုစုပေါင်း15ခွက်ရှိမယ်တကွင်ကျော်အနေထားမှာကန15ခွက်ထုတ်ပေးထားတယ်ခံကောင်းရင်တက်တိုးလိုက်ပိုကြိုက်တာဟုတ်လားရွေးတင်ထုတ်ဒီတစ်ခါမှာတော့နှစ်ကွင်ကျော်နဲ့အပေါ်နှစ်ချိန်မှာဆက်ကွက်မှုယူဆလို့ရတဲ့ပုံစံလေးတစ်ခုဒီလိုလေးမြင်ထားတာရှိတယ်ဒီ3လုံးပေါင်းချင်း6လို့ဖြစ်တယ်ဒီ3လုံး6ဒီ3လုံးက1 3လုံးပေါင်းချင်းတန်ဖိုးနှစ်ခုပါဝါဖြစ်နေတာ3လုံး6 3လုံး1ပါဝါဒီလို3လုံးပေါင်းချင်းတန်ဖိုးနှစ်ခုပါဝါဖြစ်ပြီးတော့ထိပ်ပိတ်တစ်ပြိုင်နဲ့ဖြစ်သွားရှစ်ချသူကနှစ်ကွင်ကျော်မှာလေအဲ့ဒီတိုင်းဒီ3လုံးပေါင်းချင်းရခွန်ဒီ3လုံးပေါင်းချင်းကနေခွန်နေ3လုံးပေါင်းချင်းတန်ဖိုးနှစ်ခုပါဝါဖြစ်တယ်ထိပ်ပိတ်တစ်ပြိုင်နဲ့ဖြစ်သွားတယ်6ခွန်6ခွန်8ဆိုပြီးတော့စီနီယာဝင်ပြီးတော့မှဖြစ်မယ်ဆိုလဲဖြစ်သွားနိုင်တယ်ဒါဆိုရင်6ထိပ်ဖြစ်မှာ6ထိပ်ထဲ6ထိပ်ဆိုရင်6ဆိုရင်8 3ဆို6တိဒါပါဝါကနန်းနေထွက်မှာအဲ့ဒီတိုင်းဆက်ဖြစ်ရင်ဒီပုံစံအခင်းချင်းလေးတိုင်း3ချိန်ကွက်တိဆက်ဖြစ်ရင်ဒီ3လုံးပေါင်းချင်းတန်ဖိုးနဲ့ဒီ3လုံးပေါင်းချင်းတန်ဖိုးပါဝါဖြစ်ဒါဆိုရင်
ပါဝါကဏ္ဍနဲ့ပဲထွက်ဘာဖြစ်လဲဆိုတော့တစ်နှလုံးပေါင်းခြင်းနှစ်ခွန်ငါနှလုံးပေါင်းခြင်းနှစ်တစ်ခုနဲ့တစ်ခုပါဝါဖြစ်ဆိုရင်ထည့်တဲ့ကဏ္ဍထိတ်ရင်အပိတ်ကထိတ်ရပါဝါအပိတ်တစ်လုံးထည့်ရင်ထိတ်ကအပိတ်ရပါဝါဒီလိုသွားမှာဆိုရင်ဒီမှာ3ညကိုထည့်3လုံးပေါင်းခြင်းနှစ်ပါဝါ3လုံးခွန်ဆိုရင်ငါတစ်ကိုထည့်3လုံးပေါင်းခြင်း3ပါဝါ3လုံး8ဆိုရင်6အဲ့လိုပဲနှစ်ကိုထည့်3လုံးပေါင်းခြင်း4ပါဝါ3လုံး9ဆိုရင်ခွန်ဒီလိုတွေသွားမှာဒါပါဝါကဏ္ဍ10ခွက်ထွက်မှာပါဝါ10ခွက်ဆက်ဖြစ်မယ်ထင်ရင်ထိုးပါဝါ10ခွက်ထိတ်တလုံးကတော့ကျင်းနေတူမှာပဲဘာဖြစ်လဲဆိုတော့ထိတ်10လုံးပါလို့ပိတ်တော့ဖြစ်မဖြစ်မသိဘူးထိတ်တလုံးကတော့ကျင်းနေတူတယ်ပါဝါ10ခွက်ထိုးပါဝါ10ခွက်ဆိုရင်3ညက16နှစ်ကော3ရှိ4ကို5 3ည6တင်9 8 3 9 4ဒီလိုကနေ့10ခွက်အဲ့ဒီ10ခွက်ထဲမှာဒါရှေ့မှာယူဆခဲ့တာ4ခွန်9ထိတ်3လုံး2 3 8ပိတ်3လုံးအဲ့ဒါတွေနဲ့ကိုင်းညီမှုရှိအောင်ယူရမယ်ဆိုရင်ဒီထက်မှာကဏ္ဍနေရွေးလို့ရတာပေါ့အဲ့လိုရွေးခြင်းရွေးဒါမှမဟုတ်ဒီပါဝါဆက်ကွက်လုံးထိုးခြင်းထိုးပြီးရင်ဒီမှာ3ည5 5 3ညပြီးတော့16တိအဲ့ဒီကဏ္ဍ၄ခွက်ဒီနှစ်ခွင်ကျော်အနေထားနဲ့ရွေးချယ်လိုက်တယ်အဲ့ဒီမှာ16ဆိုတဲ့ကဏ္ဍ3ချက်ရိုက်လို့ရတယ်တစ်ချက်ပါဝါတစ်ချက်ရိုက်မှာသူကပြီးတဲ့အခါလေးထိန်းနေဆိုလေးကိုခွန်ထိန်းနေဆိုခွန်နှစ်ကိုထိန်းနေဆိုကိုလေးဒီမှာနှစ်ပိတ်နေဆိုခွန်နှစ်ဆိုတဲ့ကဏ္ဍဒီပါဝါဖြစ်နေကြီးတယ်လည်းကြိုက်တယ်ခွန်နှစ်ဆိုပေါ့ပြီးတော့3ပိတ်နေဆို8 3 8ပိတ်နေဆိုရင်လည်း3 8 3ဒီလိုတွေဖြစ်မှာဆိုရင်ဒီမှာနှစ်ခွန်ဆိုတဲ့ကဏ္ဍတစ်ခုပဲကျန်နေတော့ဆိုတော့သူမထူတော့ပါဝါ10ခွက်အကုန်လာထိုးပြီးတော့ဒီ16ဆိုတဲ့ကဏ္ဍဒီလိုလေးယူကြည့်ဒီ3လုံးပေါင်းခြင်းတင်3ချက်ရိုက်တာတစ်ချက်ပါဝါတစ်ချက်3လုံး1ဖြစ်တယ်3လုံး1 6ပဲ3လုံး6 3လုံး1 6ပဲ3လုံး1 6ပဲ3လုံး1 3လုံး1 6ပဲဖြစ်တယ်3လုံး1ပါဝါ3လုံး6 8ထိပ်8 6တော့နှစ်ခွင်ကျော်ဒီ3လုံးပေါင်းခြင်းတန်ဖိုးက2ဒီ3လုံးပေါင်းခြင်း2ကလည်း3လုံး2 3လုံး2တစ်ပိတ်3လုံး2ပါဝါ3လုံးခွန်ဒါဆိုရင်6ထိပ်တစ်ပိတ်6တိ8 6 6တိဒီလိုတွေဖြစ်ထားတယ်ဒီလိုတစ်ချက်ပါဝါတစ်ချက်3ချက်ဆွဲရည်ကြီး8 6နဲ့6တိကတော့2ကြိမ်ဖြစ်ထားပြီ3ကြိမ်ဖြစ်အောင်လို့ဆိုဒီ3လုံးပေါင်းခြင်း8လို့ဖြစ်ထားအဲ့ဒီ8ကလည်းပေါ်2ကြိမ်တိုင်းဒီ3လုံး8ဒီ3လုံး8ဖြစ်မယ်ဆိုဒီ3လုံး8ပါဝါဒီ3လုံး3ဒီလိုဖြစ်မယ်ဆိုရင်3လုံး3ဖြစ်ဖို့အတွက်တစ်ထိပ်3လုံး8ဖြစ်ဖို့အတွက်6ပဲတစ်ထိပ်6ပဲဒီမှာတစ်ထိပ်6ပဲ3ချက်ပုံစံတူဆက်ရည်ဆက်ယူဆိုင်ကြည့်ဒီကနဒီလိုထွက်တယ်ပြီးတော့3ည5 5 3ည16 6တိဆိုတာဒီမှာ16ဆိုတာဒီလိုလေးလေဒီထိပ်ကဒီလိုလေးဖြစ်နေကြီးရှိတယ်ဒီ3လုံးလေးဒီ3လုံးလေးရှင်းက1 3လုံးလေးကိုခွန်8 3လုံးလေး8ထိပ်ဒီ3လုံး8ဒီ3လုံးလည်း8 6ထိပ်အဲ့ဒီတိုင်းလည်းဒီထိပ်ကညီမှုရှိတယ်ဒီ3လုံး9ဒီ3လုံး9ဒီထိပ်ဒီ
ခြားကောင်းတယ်ပေါ့နော်ဖြစ်နေကြည့်တဲ့ပေါ်ရကောင်းတယ်ဖြစ်မဖြစ်သိဘူးဖြစ်ရှင်ဖြစ်သွားမယ်ဖြစ်ရှင်မဖြစ်ဘူးပေါ့ပြီးရင်ဒီတစ်အပိတ်လည်းရှိတယ်ဒီသုံးလုံးကိုဒီသုံးလုံးကို6ပဲဒီသုံးလုံး6ဒီသုံးလုံး6တစ်ပဲဒီသုံးလုံး4ဒီသုံးလုံး4ဆိုရင်တစ်ပဲတစ်ထိတ်တစ်ပဲတစ်လုံးထိတ်လည်းဖြစ်နေတယ်ပိတ်လည်းဖြစ်နေတယ်ဆိုတော့ပုံစံမျိုးယူလို့ရတယ်ပြီးရင်နောက်တစ်လုံးရှိတယ်ငါးတစ်လုံးမှလည်းထိတ်ရောပိတ်ရောဖြစ်နေကြရှိတယ်ဒီမှာဒီသုံးလုံး3ဒီသုံးလုံး3ဆိုရင်ရှစ်ထိတ်ဒီသုံးလုံးခွန်ဒီသုံးလုံးခွန်6ထိတ်အဲ့ဒီတိုင်းဆက်ဖြစ်ဒီသုံးလုံးခွန်ဒီသုံးလုံးခွန်ဒါဆိုရင်5ထိတ်ပြီးတော့ဒီသုံးလုံးပေါင်းရင်ခွန်လို့ဖြစ်တယ်ဒီသုံးလုံးခွန်ဖြစ်တယ်6ပဲဒီသုံးလုံးပေါင်းရင်3ညလို့ဖြစ်တယ်ဒီသုံးလုံးလည်း3ညဖြစ်တယ်ဒီပဲအဲ့ဒီတိုင်းဆက်ဖြစ်ဒီသုံးလုံးပေါင်းရင်1ဒီသုံးလုံးပေါင်းရင်1ဖြစ်အောင်မယ်ဆိုရင်5ပဲဆိုတော့5တင်ငါထိုးခြင်းထိုးထက်ထိုးလို့ရတယ်ဆိုတော့5ထိပ်နဲ့ပါဝါဖြစ်ဆိုရင်3ည5ပိတ်နဲ့ပါဝါဖြစ်ဆိုရင်3ည5တစ်ထိပ်နဲ့ပါဝါဖြစ်ဆိုတစ်6တစ်ပိတ်နဲ့ပါဝါဖြစ်ဆို6တိပြီးရင်တစ်တိ5 6ဒီကနေ့3ခွက်နှစ်ကွင်းကျော်အနေထားမှာဒီလိုပေါင်းဆိုင်လို့ရပြီးရင်တင်ငါတိထိုးရင်ထက်တော့သူထွက်ထားမထွက်ထားထိုးလို့ရတယ်ထေရောပယောဖြစ်နေရရှိတဲ့တင်နဲ့ထေရောပယောဖြစ်နေရရှိတဲ့ငါရှိနေတယ်တင်ငါတိဖြစ်ချင်တယ်လို့ဖြစ်သွားနိုင်တယ်ဒါပေမဲ့ညီတော့ဘက်ကိုထည့်ထိုးခြင်းထည့်ထိုးလို့ရတယ်ပြီးတော့နှမှုစုံ၄ပရိတ်တစ်ခုရှေ့မှာတကွင်းကျော်မှာယူဆထားတာရှိတယ်နှမှုစုံ၄ပရိတ်အဲ့ဒီတကွင်းကျော်ကနှမှုစုံ၄ပရိတ်ဟာဒီတကွင်းနှစ်ကွင်းကျော်မှာယူဆထားတယ်ဒီကဏ္ဍအနေနဲ့ပေါင်းစပ်ပြီးတော့ဖြစ်မယ်ဆိုလည်းဖြစ်လို့ရတာတစ်ခွန်နဲ့5တစ်ပြီးထွက်မဲ့ကဏ္ဍဇာတာပရိနေမနက်မှာထွက်မဲ့ဖြစ်နေကြီးကိုရှာထားတာအားလုံးပေါင်းစပ်လို့ရတယ်အကောင်လုံးတော့ရှောက်ပြီးတော့မပေါင်းတော့ဘူးအကောင်လုံးပေါင်းရင်ပေါက်ကွက်ပါခဲ့ရင်တော့မှကိုယ့်အတွက်ဘာမှမကြံဖြစ်တော့ဆိုတော့ဒီလောက်နဲ့ပဲပိုက်ဖြတ်လိုက်တယ်ပြီးတော့ပါဝါဆက်ကွက်လုံးထိုးခြင်းထိုးမထိုးခြင်းရင်ဒါပဲထိုးပြီးတော့ဒီမှာထိန်းနှလုံးနဲ့ပိတ်3လုံးရှိတယ်တကွင်းကျော်မှာယူခဲ့တာထိန်း3လုံးနဲ့ပိတ်3လုံးရှိတယ်ဆိုတော့ထိန်း5လုံးနဲ့ပိတ်6လုံးထပ်တွဲ4ပရိနဲ့ထပ်ကခဏနေဘယ်လောက်များတော့ဒီဆက်ကွက်မုန်းနဲ့ပဲထပ်ပြီးတော့ပေါင်းစမ်းအရင်ဖြစ်သွားမှာဆိုတော့ကိုယူဆထားတာဟုတ်မှမသိမဟုတ်မှမသိအဲ့လောက်ဆုံးချောက်ပြီးတော့မှထိုးရင်တော့အဆင်မပြေဘူးဆိုတော့ဒီလောက်ပဲပိုက်ချလိုက်တယ်ဆိုတော့စုစုပေါင်းဒီမှာ13ဆိုတဲ့ကဏ္ဍ13လို့95လို့ဆိုတာဒါပါပိတာကဏ္ဍနေဆိုတော့အဲ့ဒါလေးတွေဖယ်ထုတ်လောက်မှဆိုရင်စုစုပေါင်း25ခွက်လောက်တော့ထွက်လိုက်မယ်ထင်တယ်အဲ့ဒီပတ်ဝန်းကျင်လောက်တော့ရှိမှာပဲခွက်20ကျော်ပဲတဲပဲထိုးကံကောင်းရင်တက်တိုးလိမ့်မယ်ရွေးပြီးတော့ထိုးအရွေးချိန်မှန်အရွေးကြိုက်ကလည်းမှန်ယူဆထားတဲ့အတိုင်းကလည်းဖြစ်ဆိုရင်ကောင်းတော့ပေါ့အဲ့လိုဖြစ်ပါစေလို့ပဲဆုတောင်းပေးတယ်ကျွန်တော် channel ကို subscribe မလုပ်ထားတဲ့လို့လုပ်ထားခြင်းရင်လုပ်ထားဖြစ်နိုင်မယ်ဆိုရင်ပြပြလေးခန့်ကြည့်ပေးတည်တည်ချာချာကြည့်တစင်ကျင်နားလိုက်အောင်ကြည့်ပြီးတဲ့အခါမှာတန်ရုံးစင်မတွယ်နဲ့တန်ရုံးစင်ဖြတ်တဲ့အောင်ဖြတ်ပလိုက်ကိုကောင်းမှထင်တာကိုပဲရွေးချအဲ့လိုလုပ်ဒါဆိုရင်ကဏ္ဍတအားမများတော့အကျိုးရှိတာပေါ့
ဒါရှင်းမှာတက်ကွက်ကောင်းဖြစ်နေကြတယ်လေးကွက်ဒီမှာလဲတစ်ချောင်းဆိုတာတက်ကွက်ကောင်းဖြစ်နေကြပြီးတော့ဘယ်ကနန်းဖြစ်ဖြစ်သူနဲ့သူပေါင်းပြီးတော့မှထိတ်ပိတ်ပရိထိတ်ပိတ်ဆက်ကွက်မှုပါညာလေးပြရင်လဲဒါတက်ကွက်ကောင်းဖြစ်နေကြတယ်ဖြစ်တာပဲပေါ့ဆိုတော့ပြီးတက်တူပြီးကံကောင်းပါစေလို့ပဲဆုတောင်းပေးတယ်